တော်တဆကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ကြောင်တွေမပြောပြချင်ဘူးကဲလို့မြတ်ကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ကြောင်တွေမပြောပြချင်ဘူးငါမလို့ဖြေရမလဲအဖြေကမင်းစီမငါမသိပါကွာငါဘယ်လိုဖြေရမလဲအဖြေကမင်းစီမချေရတို့ဝေးသွားရင်မလွယ်ဘူးချေရင်မောင်နေတဲ့လမ်းမထမ်းမှငါတယောက်တည်းယူတကယ်ဝေးသွားရင်ခံစားရမယ်ပျော်ရွှင်ခဲ့တို့ရဲ့တိတ်တွေငါမမေ့သေးဘူးနေဝင်လာလိုက်ပြန်ထွက်လိုက်ရင်ကိုဓာတ်နဲ့ထထဆိုင်ဒါကိုလက်ခံထားရငါလူမိုင်းနေချင်တော့လိုက်ပြန်တက်လိုက်ရင်ကိုသွားနဲ့ထထကိုင်းဒါကိုလက်ခံထားရငါလူမိုင်းသစ္စာရှိသူတိုင်းတွေ့ကမြဲရဲ့ဖောက်ပြန်နေသူတိုင်းတွေ့ကပျော်ရွှင်မှုဒါကိုလက်ခံချင်မှုတရားမမျောတာပါဘူးတို့တဆကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးကဲလို့မြကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးငါမလို့ဖြေရမလဲအဖြေကမင်းစီမငါမသိပါကွာငါဘယ်လိုဖြေရမလဲအဖြေကမင်းစီမချေရမလွယ်ဘူးချေရင်မောင်နေတဲ့လမ်းမထမ်းမှငါတယောက်တည်းယူတကယ်ဝေးသွားရင်ခံစားရမယ်ပျော်ရွှင်ခဲ့တို့ရဲ့တိတ်တွေငါမမေ့သေးဘူးနေဝင်လာလိုက်ပြန်ထွက်လိုက်ရင်ကိုဓာတ်နဲ့ထထဆိုင်ဒါကိုလက်ခံထားရငါလူမိုင်းနေချင်တော့လိုက်ပြန်တက်လိုက်ရင်ကိုသွားနဲ့ထထကိုင်းဒါကိုလက်ခံထားရငါလူမိုင်းရှိသူတိုင်းတွေ့ကမြဲရဲ့ဖောက်ပြန်နေသူတိုင်းတွေ့ကပျော်ရွှင်မှုဒါကိုလက်ခံချင်မှုတရားမမျောတာပါဘူးတို့တဆကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးကဲလို့မြကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးငါမလို့ဖြေရမလဲအဖြေကမင်းစီမငါမသိပါကွာငါဘယ်လိုဖြေရမလဲအဖြေကမင်းစီမချေရတော့တဆကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးကဲလို့မြကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးငါဘယ်လိုဖြေရမလဲအဖြေက